အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ကြားဖန်ပေါ်ကနောက်ထပ်တူလွမြောက်လာတဲ့ဦးလေးပါရောင်းစားနေကြတဲ့နေရာတွေကိုပြောပြလာတဲ့အကြောင်းအရာရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဦးလေးကအကြားကြားပေါင်လောက်တာလားဘယ်မှာလောက်တာလဲဦးလေးကြားပေါင်မှာဟိုတာဘဲမြဲအဆင်းမှာအဆယ်ဟိုတာလားရေးဟိုတနင်္လာကြီးလားတနင်္လာရေးကိုဟုတ်ကဲ့အခုလက်တွေပါတယ်ဟိုတာရိုက်ချိုးတာလားရိုက်ချိုးတာတော့မဆက်ဟောရိုက်ချိုးတာလားအဲ့ဒါကိုကြိုက်ပြီးတော့မျက်လုံးကမမြင်တော့လည်းထိုးထားတာတွေရွက်တွေလည်းဒီမှာဦးလေးက65နှစ်ကိုဒီနေရွက်တွေကသူတို့လောက်တာလားသူတို့လောက်တာခင်ဗျာဩဒါဘယ်လိုတွေလောက်တာလဲနေကတော့နော်ခိုင်းကြည့်မယ်နော်ခိုင်းကြည့်ပါခင်ဗျာဟောဒီနေရွက်တွေကိုဘယ်လိုတွေလောက်တာလဲရိုက်ထားတယ်ဆရာဟောရိုက်တာကျိုးဒီလိုကျိုးကြီးတယ်ဒါလောက်ကြီးတွေရှိတော့ဝိုင်းအောင်မခွင်ကိုကနေလမ်းချိတ်ခံပေးလိုက်တယ်နော်ဒါဒီကနေဟိုဦးလေးသွားမဲ့တပီကုန်းတဲကုန်းပြီးလောက်ဝင်ပေးရရွာဟိုပို့ပဲနောက်နေ့ဖုန်းဆက်ပြီးဦးလေးအလူငွေလေးပါလေရရင်လားလူပေးအောင်မယ်နော်အခုအသက်65နှစ်ကိုဟိုမှာလောက်သွားလောက်တာသူတို့ကျွေးတွေပါလေပေးခဲ့ဖို့ရှိသေးလားမရှိပါဘူးကျွန်တော်ပတ်စံလည်းမရဘူးသူတို့အယောင်းစားသွားတာဟောလူရောင်းစားခဲ့တာဒီကျန်တဲ့လူတွေသေးကုန်ပြီလားသေးတဲ့လူတွေလည်းသေးကုန်ဟုတ်လားဦးလေးဘယ်နှစ်ယောက်လောက်သေးတာလဲဦးလေး12ယောက်လောက်သေးတယ်ခင်ဗျာဟောဦးလေးကံကောင်းတယ်နော်ဦးဒီကိုမြောင်ပြန်ရောက်လာတာကျွန်တော်ရေးတစ်ဖက်တည်းဒီတစ်ဖက်ကကိုတော့နှကန်းလေးမှာထိုးတာထိုးထားကိုကြိတ်ထားတာကို65နှစ်ကိုဖေးရွယ်ဟိုသွားတယ်လေကျိုးနေဟိုမှာနေရွက်တွေလည်းလောက်ထားတာဒီဟုတ်လားတော့ဒီအိုးဝေးလေးနဲ့လိုက်သွားလိုက်နော်ဦးလေးရွာကိုလိုက်ပို့ပေးမယ်နောက်နေ့ကျွန်တော်ဖုန်းပြန်ဆက်ပေးဟုတ်နော်ကျွန်တော်နှစ်ဖက်ဆက်ပေးမယ်ဖုန်းဆက်ပေးနောက်အလူငွေလေးရရင်လားလှူပေးမယ်ဦးလေးဟိုမှာမမီးဘူးဟိုတောင်မွေးလို့ဘူးနောက်ပိုင်းကဦးလေးဖုန်းဆက်ပြီးအကျိုးအကြောင်းပြန်ပြောပြအောင်နော်ဦးလေးဖုန်းနံပါတ်မှတ်ထားတယ်နော်ထိုင်ရထိုင်ဆက်လိုက်တော့ဦးလေးမသားသမီးတွေရှိသေးလားသမီးတယောက်ကအိမ်အောင်ကြားနေတယ်ခင်ဗျဟောအဲ့ဒါဦးလေးအလုပ်သွားလို့တော့သူတို့ရှိပတ်စံကြိုးငွေယူသေးလားမယူလားဦးလေးကိုရောင်းစားခဲ့တာဟောဦးလေးဟောအဲ့ဒါဦးလေးလိုက်သွားတော့နော်ဟုတ်ကဲ့ခင်ဗျရောက်ရိုက်တာဟောပေါ့နိုင်နေတာပေါ့ကြာဟုတ်ကဲ့ပင်လေထဲမှာဆိုတော့ပြေးလို့လည်းမရလွှားလို့လည်းမရအော်လို့လည်းမရဦးလေးကရန်ကုန်မှာနေနေအလုပ်လုပ်ချင်တယ်ဆိုပြီးတော့လုပ်တဲ့အချိန်မှာဟိုကဦးလေး900တရားချွေလိုက်တယ်လားအဲ့900တည်းမှာဦးလေးပြောချင်တာဆေးထက်ထားတယ်ဆေးထက်ထားတယ်တော့အဲ့ experience မိုက်ပြီးလိုက်သွားတာပေါ့ဟုတ်ကဲ့လိုက်တဲ့အချိန်မှာဦးလေးကအဲ့ဒါပြောတယ်မုံဘီနဲ့ရေးမျိုးအစင်ကြီးရွာကိုရောက်သွားတာဟုတ်ကဲ့အဲ့မှာဦးလေးကြားဖောင်လုပ်ငန်းပေါ့နော်အားခံရတယ်ပေါ့ဟုတ်ကဲ့အဲ့တော့ခုကြံခဲ့တဲ့လူတွေသေးတယ်ဆိုတာကလည်းဘယ်လိုလဲအချင်းချင်းတွေပြန်တတ်တာအချင်းချင်းတွေပေါ့ဆရာအဲ့လိုတတ်လို့သေးတဲ့ခါကျတော့ဘယ်လိုလုပ်လဲပင်လည်းမြောက်ပြတယ်ဆရာအလောင်းမျိုးနောက်ပြတော့သူ့မိသားစုတွေရောအကြောင်းမကြောက်ဘူးလားအကြောင်းကြောက်ဘူးဗျအဲ့ဒီလူတွေကပတ်စံကြိုတင်ငွေယူထားတာလားကျွန်တော်တို့ပဲဆရာအဲ့လိုပဲဆေးမိပြီးတော့သူတို့လည်းရောက်သားခံရတယ်နောက်စားခံရတာမှန်ဦးလေးကဘယ်ချိန်မှသိတာလဲဟိုလောက်ခလာစားထုတ်တဲ့အချိန်မှမသိတာလားပတ်စံတောင်းတဲ့အချိန်မှဦးလေးတို့ရိုက်တာလားပတ်စံလည်းမတောင်းကျွန်တော်အဲ့မှာအလုပ်လုပ်နေနေဟိုပါပေါ့အလုပ်နဲ့ကြိုးပွေတာမှားတာနဲ့မြောက်ခွက်လက်ပြရရောက်ပြီးသားအဲ့ဒါဆိုရင်ဦးလေးကိုရိုက်တဲ့လူတွေကဘယ်ရွယ်လောက်ဖြစ်လဲ30ကျော်လေးတွေပဲဟောဦးလေးသားရွယ်လောက်တွေပေါ့နော်ဦးလေးက65ဟုတ်ကဲ့ခင်ဗျဟောဒါကြားပေါင်လုပ်ငန်းကိုလှုပ်လိုက်လုပ်တဲ့ဒါဆေးမိသွားတဲ့ဦးလေးပေါ့နော်ဦးလေးကိုဦးလေးကရောင်းစားတယ်လို့ဘယ်လိုလုပ်ပြီးရောင်းစားတယ်ဆိုတော့ကျွန်တော်အခုနောက်ပိုင်းမှာပြောကြတယ်လေကျွန်တော်ကိုရောင်းစားတယ်ပေါ့ကျွန်တော်မသိဘူးပတ်စံသူတို့ကထုတ်သွားပြီဘယ်လောက်နဲ့ရောင်းစားတယ်လို့ထင်တယ်မသိဘူးကျွန်တော်အဲ့ဒါလဲလောက်စားမှာဘယ်နဲ့မှလည်းမပြန်နိုင်ဘူးကျွန်တော်တို့အေယာဦးဒီဘက်ကပဲများပါတယ်အဲ့ဒါဒီဦးလေးကမနေ့ကပေါ့နော်18ရက်6လ2026ည8:00နာရီအချိန်မှာဝန်ပြည်နယ်ရေးမျိုးအစင်ရွာနေပြီးတော့ဒါအဲ့ရနေလွတ်မြောက်လာပြီးတော့မြောင်မြို့နယ်ခါကိတ်ကိုအဲ့ဒီဘက်ကဦးလေးတယောက်ရဲ့အခုညီနဲ့စေဝါကူတာမှုခံယူပြီးတော့ရောက်တဲ့အချိန်မှာဒီဦးလေးရမြောင်မြို့နယ်ပရာဟိတကျွန်တော်ကိုပြပြအောင်နဲ့ချိတ်ဆက်ပြီးတော့ဒီဒါပေါ့ကျွန်တော်တို့မြောင်မြို့နယ်စန္ဒီချောင်ရင်းနှီးကွင်းရဲ့ဒီဘက်ကတဲကုန်းအုပ်စုတပြေကုန်းရွာပေါ့နော်ရွှေချင်းတပြေကုန်းမဟုတ်ပါဘူးအဲ့ဒီရွာဒီဦးလေးရဲ့နှမအရင်ပေါ့အဲ့ရွာကိုကျွန်တော်တို့18ရက်နေ့ညပဲเนาะအခုကျွန်တော်ပြောတဲ့အချိန်ကလည်းဒီနေ့ဆို18ရက်6လ2026နောက်တဲ့နေ့မှာကျွန်တော်တို့သတင်းလာယူတာပေါ့เนาะနောက်လူတွေကြတော့လည်းအဲ့လိုသွားမှာပေါ့เนาะဟုတ်ကဲ့ကျွန်တော်ကတော့အင်တန်ကားကောင်းလို့ကြားရောက်တာပေါ့ကျန်တဲ့လူ10ယောက်ကျော်လောက်ကပြည်နေတော့ကလည်း9တာပဲဟုတ်ကဲ့ဟောအဲ့ဒါဒီတော့ရေထဲကိုပြစ်ချလိုက်တယ်ပြစ်ချလိုက်တယ်ခင်ဗျာဟောသုံးတော့ချင်းပါတီပြီးတော့ကျွန်တော်တို့ဟုတ်ကဲ့ကျွန်တော်သိချင်တာတော့ဒီကိစ္စကိုကျွန်တော်တို့အများဆုံးဆရာတို့နေနဲ့ပေါ်တော့ပြီးပါလို့ကျွန်တော်တိုက်တော့မှာကျွန်တော်တို့ကျန်တဲ့လူတွေမခံတော့အောင်လို့ဆရာရဲ့ဟုတ်ကဲ့ကျွန်တော်တို့တွေရိုးသားတက်သွားပြီလို့ပြောအောင်ဆိုတော့ပေါ်သွားသိနေပြီအဲ့လိုလူမျိုးများတယ်ဆရာဟောကျန်တဲ့လူကဦးလေးကိုရိုက်တဲ့လူငယ်တွေရောသူတို့လည်းသိပြီလားသူတို့ကသိမပြီသူတို့ကတော့ပတ်သက်အောင်သူတို့ကယူလို့သုံးလို့ရတယ်ဟောဒါဆိုရင်ဦးလေးတို့ရိုက်တဲ့နေတဲ့သူတွေကဒါဒီကြားဖောင်ဝဲဦးစီးတွေတပည့်တွေတပည့်တွေကနေတစင်ဦးလေးတို့ရိုက်တော့နေတော့
အဲ့ဦးစီးတွေဦးလေးတော့မတိုင်ဘူးလားလုပ်ငန်း တို ရှင် င်လို့လည်းမရဘူးတဲ့ တိုင်တော့ဘာပြုလဲ ကျွန်တော်တို့ဆေးတောင်ထုံးမပေးဘူး ဟာ အဲ့လုပ်ငန်းချင်းတွေရောက်သွားတယ်ရောက်လဲသွားအောင်ကျွန်တော်အဲ့ဘူးရောက်ဆိုင်ကနေကိုချရတယ် ဦးလေးအဲ့လိုပြန်ပို့ပေးတာပဲကျေးဇူးတင်အောင်ဟုတ်တယ်နော်ဒီဘက်ဦးလေးတို့ပြန်ရောက်လာတာကောင်းတယ် ဟုတ်ကဲ့ခင်ဗျာအဲ့ဒါနဲ့ကျွန်တော်ဦးအောင်ကြည့်လို့လည်းကျွန်တော်တို့ဒီညောင်မြုံနေရပဲသူကျွန်တော်စိတ်ကူတာပေးအားကြည့်အောင်ကျွေးမှုရတယ် ဟုတ်ကဲ့ပြောသေးတာပေါ့ ဒီလိုတော့မတိုင်းနိုင်ဘူး ဟုတ်ကဲ့ အဲ့ဒီဘက်ကလိုင်းပဲလဲတာ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဒါသူလည်းဝိစားချောပြီးဦးချင်းကြီးတော့ကျွန်တော်ပြန်တဲ့အထိပေါ့သူတော်တော်လေးစောင့်ကြောက်ပေးပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဦးလေးဒီရောက်တော့တော်တော်လေးဝမ်းသာသွားမှာပေါ့ ဟုတ်ကဲ့ခင်ဗျာအားရကျွန်တော်တမင်အောင်မစားဘူး အခုနေရာလေးရောက်ပြီးငါးနေရာရောက်ပြီးတော့ဝမ်းသာသွားတယ်နော် ဟုတ်ကဲ့ခင်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဦးလေးဟုတ်ကဲ့ ကျွန်တော်တို့တော့မိသားဝန်ထမ်းလုပ်တယ်ရထားလမ်းပြင်တယ် ဟုတ်ကဲ့ လမ်းပေါ်လေးကဒီကြောင်းနေတယ်ကျွန်တော်စံဒီကြောင်းပူတာမှာတိုင်းရနေတယ်ရတယ်ဘုံတော့ ဟုတ်ကဲ့ဟုတ်ကဲ့ဦးလေးဟုတ် အဲ့ရနေပြောကျွန်တော်ထွက်လေသွားတော့ပြတာပေါ့ထွက်တာကျွန်တော်လာစားရတော့ပေါင်း8တောင်မရတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတစ်လားမှာ3တောင်မရတယ် ဟုတ်ကဲ့ဦးလေးဟုတ်ကဲ့ ဆန်လေးပါတယ်စီရပေါ့ဘုံတော့ ဦးလေးနာမည်ဦးဝင်းနိုင်နော် ဟုတ်ကဲ့ခင်ဗျာ ဦးဝင်းနိုင်65နှစ်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့တင်းသွားရတာဖြစ်ပါတယ်ကားပေါ်မှာပြန်လာတဲ့ဦးလေးကြီးကိုရောက်ပါပြီနော်ကားဆိုဦးလေးကိုမေးအောင်မယ် ဟုတ်ကဲ့ခင် ဦးလေးကအဲ့ကားပေါ်မှာသွားလို့ဘယ်လောက်ကြာပြီလဲ ဟိုတော်လည်းနဲ့ရတယ်သွားတယ်ခင်ဗျာ တော်တင်းလာတာဘယ်လိုပဲဟိုတာမဲနှစ်ကလေးက ဒီမိနစ်က နှစ်ကလေးက ဟုတ်ကဲ့ခင်ဗျာ ဟောအခုသွားလောက်လိုက်တော့ဦးလေးလောက်တဲ့နေရာကမွန်ပြည်နယ်ရေးမြို့အစင်လားတနင်္လာရီတိုင်းဟောတာရေးမြို့အစင်လား တင်းနေနိုင်တိုင်း တနင်္လာရီတိုင်းကရေးမြို့အစင်တော့အစင်မှာတော့အလုပ်လုပ်တာ ဟုတ်ကဲ့ခင်ဗျာ ဟောအခုလှုပ်တော့လောက်ကလာစားနေကြတော့ ဟိုမရဘူးဘာမရဘူး ဦးလေးကိုဘယ်လိုခေါ်ရတာလဲ ခေါ်သွားတာကျွန်တော်ဟောမှာမော်လမြိုင်ဈေးကြုံမှာတွေ့လိုက်တယ်ဦးလေးလှုပ်လာအေးဦးတို့လှုပ်ချင်တယ်ဆိုတော့ခေါ်သွားတယ်ကျွန်တော်ကွမ်းရတရားပေးတယ်အဲကွမ်းရစားမိတာနဲ့တော့လိုက်သွားလိုက်လဲတော့ဟိုလဲရောက်တော့ကျွန်တော်အဲစင်းနိုင်ရှာတာပေါ့သူတို့ရောင်းစားမှာ ကိုညာထဲမှာဦးလေးပြောသလိုဆိုဟိုဘာလဲဟိုဘာဆေးတွေပိုက်ထည့်တယ်လို့ ဟုတ်တယ် အဲ့ချိန်မှာဦးလေးကလိုက်သွားတာ လိုက်သွားတယ် နော်လိုက်သွားတာ ဟုတ်ကဲ့ခင်ဗျာလိုက်လဲသွားပြီးတော့ဟိုလဲကြောက်ကျွန်တော်အဲစင်းနိုင်လေးလိုက်ရှာပြီးညာတွင်းကြီးပို့အဲ့ဒါနဲ့ကျွန်တော်လည်းညာတွင်းကြီးမရဘူးမနေ့လဲကြောက်တခါရှာပြီးကျွန်တော်ပို့ပါ ဟုတ် ကျွန်တော်အဲ့ရောက်တော့ထမင်း3ရက်လောက်မစားနိုင်ဘူးလက်တွေတုံးပြီးတော့ ထုံပြီး ဟုတ်ကဲ့ခင်ဗျာ ခုနောက်ပိုင်းမှာဒီဦးလေးကကျွန်တော်ကိုလုံခဲ့တဲ့3လလောက်ကအဲ့ဒီရေးမျိုးကနေဆက်သွယ်တယ်အမြောင်မျိုးနဲ့ပရိုက်တာကိုကိုပြအောင်ဒါဒီဦးလေးကိုကျွန်တော်တို့လမ်းချိတ်ခံပြီးတော့ဒီမြောင်မျိုးတဲကုန်းဒီစံဒီကြောင်တဲကုန်းဒီလောင်ငယ်နာကတဲကုန်းအုပ်စု ဟုတ်တယ် တဲကုန်းအုပ်စုတပြေကုန်းကြီးပါဆိုတော့တချို့ကရွှေချင်းတပြေကုန်းလို့ပြောတယ်မဟုတ်ဘူးနော်စံဒီကြောင်ရင်းနေခွင့်ရနေဒီဘက်ကိုလာလိုက်လို့ရှိရင်ဒါတဲကုန်းအုပ်စုတပြေကုန်းဒီလောင်ငယ်နာတပြေကုန်းရွာဖြစ်ပါတယ်ပေါ့နော်ဦးလေးနာမည်တစ်ချက်ပြောပါဦး ဝင်းနိုင်ခင်ဗျာ ဦးဝင်းနိုင်အသက်က 65နှစ် 65နှစ်နော်ဦးလေးအဖေရွယ်လောက်ကြီးကိုနော်ဟိုမှာဦးလေးနှိမ့်ဆက်တာ နှိမ့်ဆက် ဦးလေးကလောက်ခလာတာတောင်းတဲ့အချိန်မှာဦးလေးကိုထိုးတာလား အမောဖောင်းမှာကျွန်တော်တို့ကျိုးတွေဆွဲရတယ်ကျိုးလုံးကြီးကြီးတွေပေါ့တစ်ချက်မှတစ်ချက်ထိုးတာမျက်စိတော့အကုန်ကွဲသွားတာပေါ့နားတွေရောသွားတွေကကျိုးတာ ဟော နောက်ဆုံးလည်းကြောက်ဒီလက်ကိုရိုက်ချိုးပြီးတော့ပင်လေတဲ့တွန်းချလိုက်တာတွန်းချလိုက်တော့လက်တစ်ဖက်နဲ့ခုကဲပါအောင်ပြုတ်ကဲပါအောင်ဆိုတော့ကျွန်တော်တို့ဦးသီးလေးဟိုးဘက်မှာရှိတယ်မော်တော်ကအဲ့ဒါနဲ့ကြားလိုက်တာကျွန်တော်ချီမောင်းလာဒါလည်းလာကျွန်တော်ကျိုးဆွဲပြီးတော့ကျွန်တော်မတက်နိုင်တော့သူတို့ဆွဲတင်ကြတယ်ဝိုင်းဆွဲလေတင်းပြီးတော့ကျွန်တော်အဲ့မှာ8ရက်လောက်နားရတယ်ဖောင်ပေါ်မှာကျွန်တော်ဓမစ်ဖောင်မှာသွားထားပြီဘာမခိုင်းနဲ့တော့သူ့ကိုကမ်းပြဖို့မယ်ဆို9ပေါင်းလေးလဲလောက်ကျွန်တော်တို့ဆင်းနိုင်လေးလဲလောက်ဒီလိုနာမည်လားဇဝဲမညိုးဒီလိုနာမည်လိုလေးပဲအချင်းလားဟိုမှာကျတော့တိုင်လိုလည်းမရဘူးကျွန်တော် ဦးလေးကဘလို့လွတ်လာတာလဲ ဟိုဟာသူတို့ပြန်ပြီးတော့ကန်းကိုတင်းပြီးတယ်အရှင်းနိုင်အေးကိုပို့လဲပြီးတော့ရှင်းနိုင်လည်းရောက်တော့ကျွန်တော်ကိုဆိုင်ငယ်ပေါ်တက်ဆိုတော့လူနှစ်ယောက်ကွာတာအဲ့ဒါနဲ့ကျွန်တော်ဆိုင်ငယ်ပေါ်လောက်တော့ဒူးရဖုံးကြောင်းရှိသွားချတာတယ်ကျွန်တော်ချထားတော့ကျွန်တော်ဟိုကပ်ပြရလာလဲလာဦးလေးထမင်းယူမှာဦးလေးတော့ယူခြင်းနဲ့ကွာဦးလေးဒုက္ခရောက်နေပြီလို့ဦးလေးဘယ်သွားမှမျက်စိလည်းမြင်လဲလဲကျိုးနေပြီလို့ ဟိုလက်တွေလည်းရိုက် ရိုက်တယ်တမန် ရိုက်တော့ဦးလေးဘာတွေနဲ့ရိုက်တာလဲ ဟိုဝင်းသားတွေနဲ့ရိုက် ဟုတ်လားရိုက်တဲ့ခါကျတော့ဦးလေးလူလောက်တဲ့လူတွေဘဝတူဒီဘယ်နှယောက်လောက်ရှိ 3ယောက်ခင်ဗျာ 3ယောက်အဲ့လူတွေကိုရိုက်ခံရလား အဲ့လူတွေရိုက်မခံသူတို့ကကျွန်တော်ဝိုင်းရိုက်တာ2ယောက် အချင်းချင်းတွေလည်းပြန်ချတယ်လား ချတယ်သူတို့ ချင်းချင်းတွေလည်းချတယ်လုပ်ငန်းရှင်ကလည်း လုပ်ငန်းရှင်ကတော့ဘာမှမသိဘူးသူကတော့ရွာမှာပဲပေါ့ ကားပေါင်ဆိုတာဘာကိုပြောတာလဲဘာလုပ်ငန်းလဲဝါပေါင်လားငါးပန်းလား ဝါဖောင်နေနဲ့ငါးဖမ်းတာ ဩ ဘယ်ဆုံးရတယ်ဆရာဟိုပွဲငါးတွေရတယ်ပေါ့ ဟုတ်ဒါဒီနေ့ရောက်နေတဲ့အချိန်က18ရက်6လ2026ကျွန်တော်မနေ့ဒါ10နာရီအချိန်မှာကျွန်တော်ဒီရွာကိုရောက်တာဖြစ်ပါတယ်ဒါဦးလေးရှိကိုကျွန်တော်တို့သတင်းလာယူတာပေါ့နော် ဟုတ်ကဲ့ ဟိုမှာတချို့လူတွေသေးတယ်ဆိုတာကအချင်းချင်းပြန်တတ်တာလား ဟုတ်တယ်ခင်ဗျကျွန်တော်တို့ရိုက်ပြီးတော့သူတို့မလုံနိုင်မကန်နိုင်တော့ဖောင်မှာအေးနေသမင်းမတွေ့ဟင်းမတွေ့နဲ့သေပြီးဆိုပင်နေတဲ့သူမျိုးချလိုက် အဲ့ဒါပြီးလည်းပြသေးပြီးလို့ပြောလိုက်တာ ပြေးသေးပြီးလို့ အဲ့ဒါကြတော့သူလုပ်ငန်းရှင်တွေကအရေးယူမှုတွေမလုပ်ဘူးလား ဘာမှမလုပ်ဘူး တော့မပေးဘူးအဲ့ဒါကြတော့ရွာဝန်ထမ်းအကြောင်းကြားတယ်သေးပြီး အဲကြောင်းလည်းမကြောင်းအဲ့လိုပဲမကြောက်တော့ဟုတ် ဦးလေးထွက်လာတာကံကောင်းတယ် ဟုတ်တယ်ခင်ဗျ เนาะအချိန်လေးဆိုဦးလေးဒီနေရွက်ကအခုမှဟိုသူတို့လောက်လိုက်လို့ဖြစ်သွားတယ်နေရွက် ဟုတ်ကဲ့ခင်ဗျ မှတစ်ချက်လောက်နေရွက်ဒီမှာမြင်ရအောင်ကတော့ဦးလေးနေရွက်နော်ကတော့နော်ဦးလေး ဟုတ်ကဲ့ခင်ဗျ ဒီမှာတ
ဒီနေရက်တွေကဘယ်လိုကြောင့်ဒီပူခတ်သွားတာလဲ ရိုက်တာခင်ဗျရိုက် နားဟောကြားသေးလား နားတော့ကြားတယ်ဆရာ ဟောနားတော့ကြားတယ်ဒီနေရက်ကြီးကဘယ်လိုကြောင့်ပူသွားတယ်လဲဘာနဲ့ရိုက်တာလဲဦး ဟိုဘာရင်းနဲ့ရိုက်တယ်တော့ကျွန်တော်လည်းမသိတော့ဘူးလေ ပူထူနေမှာပဲ ပိုးထူတာမြတ်ခွက်ကြီးဆိုကြောင်းဒီမှာထိတ်ကြီးဆိုလဲတန်းရရကျွန်တော်ဒါတွေတော့ကိုယ့်ရဲ့ပြေကုန် အဲ့ချိန်မှာဦးလေးကိုဆက်သွယ်ဖို့ကကျွန်တော်ကဘယ်လိုဆက်သွယ်ရတာလဲ ဆက်ကတာကျွန်တော်အဲ့မှာဒူရရောက်တော့ဘုံခုကလူကျောင်းဘုံကြီးမုံကျောင်းရှိမှချထားတယ်ချတာတော့ကပ်ပြရဆင်းနေတော့ဦးလေးသမီးယူမလားတဲ့ဆိုတော့အေးဦးလေးတော့ယူကျင်တယ်ကွာဦးလေးမှာဒုက္ခရောက်နေမျက်စိလည်းလဲကျိုးနေပြီကျွန်တော်ပြောပြတယ်နေဦးနဲ့အဲ့ဒါဆိုရင်လည်းဆိုတော့ခုကဲတဲ့ဦးအောင်ရွှေကျွန်တော်တို့ဒီမြောင်မြို့နေရပဲသူကကျွန်တော်ခေါ်လဲပြီးတော့သူအိမ်မှာထားပြီးတော့ခုချိန်ဒီခုလေပေါ့ဟုတ်ကဲ့ခုကျွန်တော်၄လပြည့်ကိုခနေ့ဆို၄လပြည့်တဲ့ဒီနေ့ပေါ့ ဒီမှာကျွန်တော်ဖုန်းနံပါတ်ကြတော့ ဟိုလိုင်းပေါ်တွေ့လို့ဒီကိုဖုန်းခေါ်ကျွန်တော်လည်းရှိတယ်အဲ့ဒီပထမတစ်ခါဖုန်းခေါ်တော့ကြားဖုန်းခေါ်တော့အခုလည်းမသွားနိုင်သေးဘူးတဲ့ကျွန်တော်ဒီလက်အစိုးတော်မစီးနိုင်ဘူးအချိန်ကြီး အဲ့တော့ဦးလေးကိုပြောလိုက်တယ်ဒီကိုရောက်ရင်ပြောကျွန်တော်ဒီဝါလေးလိုက်ပို့ပေးမယ်နော် ဟုတ်တယ်ပြောတာ ဟုတ် ဆရာပြောတာနဲ့အဲ့ဒါဆရာကြီးကအခုလက်ကလေးလည်းကောင်းကဲညီလေးငါလည်းပြောင်းမှမိသားစုရှိညီလေးလည်းဒုက္ခရောက်တယ်လို့လူတယောက်စားစိတ်ကမလွယ်ဘူးလို့ဟိုထိုးသေးတော့မထိုးပါဘူးဆရာတောက်စီးလေးလို့အားရှိတာလေးတွေ ဦးလေးကနောက်ပိုင်းအဲ့လိုကိုသွားလုပ်တဲ့လူတွေကိုဦးလေးဗာပြောချင်တယ် ။ဘာပြောချင်လဲဆိုတော့ဒီလောက်ကိုကျွန်တော်တို့ဒီနေရာကိုတေးသေးဟုတ်ပြီဟုတ်စင်းနိုင်တေးသေးဟိုသူမိမတဝဲမတယ်ဆရာတဝဲမဆိုတော့နောက်ဒီအလုပ်သမားတွေကိုကျွန်တော်ဒီလိုတော့မဖြစ်စေချင်ဘူးပေါ့ကျွန်တော်တို့ သူတို့လောက်တာလားသူတို့တပည့်တွေလောက် သူတို့တပည့်တွေကလောက်တာ သူတို့ကဘာမှမပြောဘူး ဘာမပြောဘူး ပြောဘူးအဲ့လို ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်ကူညီတဲ့ဆရာဆိုရင်ကျွန်တော်ဒီမြင့်ဖောင်မှာထားပြီးသူတို့တော့သွားရိုက်တယ်ဆရာဟိုဟာဒီလိုနဲ့ဦးစင်းနေမှာ ဒီမှာအဲ့ဒါကိုကြာရင်ဦးလေးကိုဆက်မေးပြီးမယ်ဒီကြောင်းလေးတွေနော် ဟုတ်ကဲ့ ဟုတ်ကဲ့ပါ